တော့ဆိုင်လေးဆက်ပြတော့မှာဖြစ်ပါတယ်။ဘာဆိုင်လဲဆိုစားတက်ဆိုင်လား။ကဲရင်ဆုံးတော့စောက်ဖို့အတွက်နေရာလေးလိုက်ရှာပါမယ်။ကဲဒီနေရာလေးမှာစောက်လို့လဲဆိုနေရာတွေကတော့အများကြီးလိုပါတယ်။ဒီနေရာမှာစောက်ကောင်းတယ်နားလေးမှာပဲစားလိုက်ပါအရင်ဆုံးတော့ချာရီဝင်တာပြီးလို့ရှိရင်ဒီ post ချေဘူးပြီးရင်တော့ဒီဟာလေးတဲ့ဝင်လိုက်ပါမယ်။ဘာလဲတော့မသိဘူးရေးထားလိုက်တာ။ပြီးလို့ရှိရင်ဒီဖောင်လေးကိုဒါလေးပါအဲ့တော့ဆက်ပါဒီနေရာလေးမှာဒီဘက်ကနေပြီးတော့ဒီဒါလေးကိုနှိုက်လိုက်ပါမယ်။အဲ့ဒါလေးကိုနှိုက်ပြီးတော့ဆိုရင်တော့စက်ချင်တဲ့ပုံစံလေးကိုနှိပ်ပြီးတော့ဆောက်ရရတယ်။ဒီလိုရှိရင်တော့မကပုံစံလေးပြောင်းရအောင်လေးပြောင်းနေဆိုအဲ့ဒါလေးကိုနှိပ်လိုက်မယ်။ပြီးရင်ဒီအောက်ကိုဆွဲပြီးတော့ဒီနေရာလေးကိုနေလိုက်ပါပြီးပြောင်းချင်တဲ့ဟာလေးကိုပြောင်းပါခဏဒါလေးပြောင်းရင်ကောင်းမယ်ဒါလေးပဲပြောင်းလိုက်ပါတော့ပြီးရင်တော့စောတိုင်းမှာမီနူးတဲ့ကိုပြောင်းဝင်ပါမီနူးတဲ့ကိုဝင်လိုက်ပြီပြီးတော့ post ထဲဝင်လိုက်ပြီးတော့ဒီနေရာလေးမှာလေးဘောဆိုတဲ့နေရာလေးဟုတ်အဲ့ဒီနေရာလေးကိုနှိပ်လိုက်ပြီးရင်တော့ကိုနှိပ်ချင်တော့လောက်ကိုနှိပ်ပါဒီနေရာလေးကိုတော့ဒီအယောင်လေးပဲထားလိုက်ပါတယ်စောအတိုင်းနဲ့ဒီနေရန်လေးတို့ကိုပြန်ထုတ်ပါမယ်။ဘွားလေးဆိုရင်ဒီနာကဟာလေးတွေနဲ့ညှိချင်တာကိုညှိလို့ရတယ်။ဒီနေရာမှာနေရန်လေးတွေကိုအယောင်လေးတွေပြောင်းလိုက်တယ်အပန်းရောင်လေးတွေနော်ဒီဘက်ကလည်းစောအတိုင်းနဲ့မီနူးထဲကိုနူးရဲ့ဒီ post ထဲဝင်ပါမယ်ဒီလေးရှင်တော့စောအတိုင်းမှာရောဘောကိုပဲပြန်နေပြကိုညှိချင်တာကိုဒီနာကဟိုဟာလေးကျန်ညှိလို့ရတယ်ပြီးရင်တော့ဒီနာကဘာလေးထဲကိုဝင်ပါမယ်လူအောက်ကိုနည်းနည်းဆွေးမသေးမာနေတယ်ဟုတ်ဂျာလေးကိုနှိပ်နေအဆင်တော့ဒါလေးကိုစောအတိုင်းအပန်းရောင်လေးကိုပြောင်းလိုက်ခြင်းပြီးဒီအရှိလေးကို copy group ဒီအနောက်ကဟာလေးကိုတော့ဒီအရှိရလည်းပြီးတော့ copy group ကိုဘယ်လိုကူးရလဲဆိုရင်တော့ဒီ post ထဲကိုပြောင်းပြီးလို့ရှိရင်ဒီ
ဒီကို copy ကူးမယ်ဟာရုပ်ကိုပေါ့နော် copy ကူးမယ်ဟာလေးကိုနှိပ်လိုက်မယ်မှာပါဒါလေးကိုနှိပ်ဖွားတာနဲ့ဒါလေးလို့ဒီအောက်ကအမှတ်ကြီးလေးနဲ့အဲ့ဒီဒီလေးလေးပါဒါဆိုရင်အရှိကိုတိုးလိုက်လို့ရှိဒါလေးဒီရှိတိုးတဲ့နေရာအဲ့ဆိုရင်ဒီလေးရသွားပါပြီအဲ့ဆိုထားပြီးလို့ရှိရင် copy ထပ်ကူးမှာ copy ထပ်ကူးမယ်ရာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ရာလေးကိုနှိပ်မယ်ဒါလေးကိုနှိပ်ပြီးတော့ရှင် copy သွားဟာလေးကိုနှိပ်ပြီးဒါလေးကိုဆက်နှိပ်မယ်ရတော့click လို့ရcopy ခုရတာဒီကျန်နာမီတဲ့ကိုပြောင်းမယ်ပြီးဆဲကိုပြောင်းပြီးတော့ဒီသူရပေးနာဟာလေးကိုနဲ့ပြီးရကတ်ကိုပြောင်းညှိချင်တော့ကိုထပ်ညှိပါဒါကတော့အမိုးတက်ပြီးရပုံစံလေးပါအားလုံးပဲဒါလေးကတော့အကုန်လုံးစောက်ပြီးသွားတဲ့ပုံစံလေးပေါ့နော်အထက်ကပစ္စည်းတွေကတော့ကိုယ်ထည့်ချင်တာထည့်လို့ရတဲ့အတွက်ကြောင့်မရိုက်ပြရတော့ပါဘူးမပေါ့နော်ဒီတက်တဲ့ဟာလေးမှာချက်တဲ့ကောင်းလာပြီပါဒီကောင်းလာတော့ဘာမှပစ္စည်းတူတင်ချတာဒီအပေါ်မှာဒီပေါ့နော်ဒီနားမှာကတော့အစားတောက်ဆိုင်ဆိုတော့ဆိုင်းဘုတ်လေးထောင်းလေးရတယ်အထောင်းချင်းလို့ပါမိုင်းစားတောက်ဆိုင်လေးပါအကုန်လုံးပြီးသွားအပန်းရောင်လေးကြိုက်လို့ပန်းရောင်လေးလောက်ထားပဲခင်းရောင်ကြိုက်တာပေါ့အပန်းရောင်လေးနည်းနည်းပါအပန်းရောင်ကလည်းနည်းနည်းကြိုက်ရဆိုတော့အတန်းလည်းကြိုက်တိတ်တော့မတူဒီအရှိဟာတူပါကောင်းအားလုံးပဲပါကောက်လေးကို subscribe လုပ်ခဲ့ပေးပါဦးအားမပြိုင်မှာ subscribe လုပ်ခဲ့ပေးကြမယ်ဗီဒီယိုကလေးပရာအခုချိန်ကောမန့်တစ်ခုမှာ